はい、皆さんこんにちは。ကျွန်တော်ဒီနေ့မှာပေါ့နော်ဘိုးဘွားတွေကိုအီဒိုအီဂျောလို့ခေါ်တဲ့ဒီအသွားလာနဲ့ရွှေပြောင်းပေါ့နော်လောက်တဲ့အခါမှာကျွန်တော်ပြောတဲ့စကားပြောလေးတွေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုပြောပြပေးပါမယ်ပေါ့နော်ဆိုတော့အီဒိုနဲ့အီဂျောကမတူဘူးပေါ့နော်အဲ့တော့အီဒိုဆိုတာဘာလဲအီဒိုအီဂျောပေါ့နော်ဆိုတော့အီဒိုဆိုတာဘာလဲဆိုလို့ချင်းတနေရာနဲ့တနေရာကိုရွှေပြောင်းတာပေါ့နော်သွားတယ်လာတယ်ပေါ့နော်အဲ့ဒါကိုဥမာဝှီချက်နဲ့သွားတယ်နော်လမ်းလျှောက်ထုံးနဲ့လမ်းလျှောက်တယ်အဲ့ဒါမျိုးတွေကိုအီဒိုလို့ပြောတာပေါ့နော်တနေရာနဲ့တနေရာသွားလာတာကိုအီဒိုလို့ပြောတယ်အီဂျောကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ကတင်ဘောကနေပြီးတော့ဝှီချက်ပေါ်ရွှေ့တယ်ဝှီချက်ပေါ်ကနေပြီးတော့ခုံပေါ်ရွှေ့တယ်ပေါ့နော်အဲ့လိုရွှေ့တာကိုကျတော့အီဂျောလို့ပြောတယ်နော်မတူဒါလေးမှတ်ထားပေါ့နော်ခိတော့ခုရေးတဲ့အခါမှာဆိုရင်နေ့စဉ်မတန်ရေးတဲ့အခါမှာဆိုရင်အသုံးဝင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအခါမှာကျွန်တော်ဗာလေးပြောတင်တယ်ပေါ့နော်ဆိုတော့လေ့လာကြည့်အောင်ကျွန်တော်တို့ရဲ့ပင်တိုင်း model ကတော့တနာခဆန်ပေါ့နော်အဲ့တော့တနာခဆန်ကျွန်တော်အတန်ပေးမယ်တနာခဆန် Ohio ございますနော်နာမည်ခေါ်တယ်အခုမနေ့ဆိုရင်မနေ့ခင်းဆိုရင် Ohio ございますပေါ့နော်အဲ့ဒါလေးပြောတယ်ပြီးတော့今日は天気がいいですねတဲ့အဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲ天気がいいから散歩しましょうပေါ့နော်တရားသူတို့ကောင်းတယ်တဲ့近くの長野公園にနော်散歩に行きましょうကတဲ့အဲ့တော့ဒီ長野公園ကိုပေါ့နော်散歩လမ်းလျှောက်ထွက်ကြရအောင်တဲ့ဆိုတော့ကျွန်တော်တို့ဒီမှာနာဂါနောဆိုတာကျွန်တော်တို့ခတ်တယ်နေပေါ့နော်တက်ကီတိုနေဆိုပြီးရောကိုယ့်ဘာသာကိုပေးချင်တဲ့နာမည်ပေးထားတာပေါ့နော်ဆိုတော့皆さんတို့ကြတော့皆さんတို့နီးတဲ့ကြီးပန်းချာပေါ့နော်ဒါမှမဟုတ်လေချီကာကုနောကိုအန်တို့ပါနီးဝါတို့ပါဒါမှလေးပြောပေါ့နော်အဲ့တော့ဖွားဖွားဗာပြန်ပြောလဲဆိုတော့ဆိုးနေဟုတ်တယ်နော်တဲ့ကျော်ဝါဟာရဲတဲ့ရောက်ခတ်တဲ့နဲ့ဒီနေ့ကနေတာလို့တော်သေးတယ်နေတာလို့ကောင်းတာပေါ့တဲ့နော်ဒီမှာတော့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြောမှာပေါ့စမ်ဘိုမူဟီဇာရှိဘူရီဒါရောနဲ့ဒီလမ်းလျှောက်တာလေးပဲပေါ့နော်ဟီဇာရှိဘူရီဆိုတာမလျှောက်ရတာကြာပြီဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာပေါ့နော်လမ်းလည်းမလျှောက်ရတာကြာပြီနော်တဲ့အဲ့တော့ဝင်တဲ့တဲဝါတစ်လျှော့နီဒီကီမာရှော့ကတဲ့ဒါဆိုရင်တူတူသွားကြရအောင်ကျွန်တော်တို့ဒီမှာနော်ဒီဥစ္စာကျွန်တော်စာစုပ်ပုံစံနဲ့ပဲပြောသွားတာနော်အမှခိုင်းစေတဲ့စကားလုံးတွေမပါဘူးနော်သူဘဝရွေးချယ်ခွင့်ပေးတယ်လမ်းလျှောက်ကြသူ့ကိုဖိတ်ခေါ်တယ်ပေါ့နော်သူ့ကိုရွေးချယ်ခိုင်းတယ်သူကသွားမယ်ဆိုလဲသွားမယ်မသွားဘူးဆိုလဲမသွားဘူးပေါ့နော်သူမသွားချင်ဘာလို့မသွားချင်တာလဲနေကောင်းရလားဘာလဲဒါမျိုးလေးမေးရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကသူ့ကိုရွေးချယ်ခိုင်းတယ်သူ့ရဲ့ဆန္ဒကိုကျွန်တော်အလေးထားတယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်တကယ်လက်တွေ့ဂမ်းမမှာကျတော့ကျွန်တော်တို့ကလူအင်အားနည်းတယ်ပေါ့နော်နောက်တစ်ခါအလုပ်တွေအများများတယ်ဘိုးဘဝန်ထမ်းအင်အားနည်းတယ်ပေါ့နော်အလုပ်တွေအများများတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီရှော့ကွင်းဆန်တော့စငေါနီရော့တဲ့အငွေတေရူပေါ့နော်အဲ့တော့ဒီဝန်ထမ်းရဲ့အခြေအနေပေါ်မူတည်ပြီးတော့လှုပ်ရှားနေတာပေါ့နော်ဆိုအမှန်တကယ်ကဘိုးဘွားရဲ့အခြေအနေပေါ်ဘိုးဘွားရဲ့ဆန္ဒပေါ်မူတည်ပြီးတော့လှုပ်ရှားမှာဒါပေမဲ့တကယ်လုပ်ငန်းခွင်တွေတော်တော်များများမှာပေါ့နော်အဲ့တော့ဝန်ထမ်းကပဲဥဆောင်ပြီးတော့ဝန်ထမ်းရဲ့ဆန္ဒနဲ့ပဲဝန်ထမ်းရဲ့အခြေအနေနဲ့ပဲတိုက်ပြီးတော့သွားနေတာပေါ့နော်ဆိုတော့မင်းသားဆန်တို့အလှည့်ကြလို့ရှိရင်တော့အတက်နိုင်ဆုံးဘိုးဘွားဦးစားပေးပြီးတော့လုပ်ပေါ့နော်အဲ့လိုလေးတိုက်တွန်းကြပါတယ်ဆက်ရအောင်အဲ့တော့ကိုခါရာကိုအမ်မတဲ့ခရုမိုက်စုတဲ့အစ်တဲ့ပေါ့နော်အဲ့တော့အိုကိုနာတဲ့မဟုတ်ဘဲအစ်တဲ့ဖြစ်ရမှာသွားမယ်တဲ့နော်အဲ့တော့ဒီသူကွန်ပျူတာဘာသာပြန်တာစာတင်တာပရိကနာတင်တာမှားနေတာပေါ့နော်အဲ့ကိုခါရာမတဲ့ပေါ့နော်လွယ်လွယ်လေးပြောပါလားဒီကနေပြီးတော့ကိုအန်တီအောင်ဝီချက်နဲ့သွားပြီးတော့တဲ့မူကိုနေဆွီးတာမူကိုဆိုတာဒီကျွန်တော်တစ်ဖက်ချမ်းပေါ့နော်ကျွန်တော်ဟိုဘက်ပန်းချံကိုပြောချင်တာအဲ့တော့ပန်းချံကိုရောက်လို့ရှိရင်တဲ့အာရုခီမရှော့တဲ့နော်လမ်းလျှောက်ကြရအောင်အဲ့တော့ဒီမှာဒီကောင်တစ်ဖက်ချမ်းလို့လည်းပြောတယ်ဟိုဘက်လို့လည်းပြောဟိုဘက်ဒီဘက်ပေါ့နော်ဥပမာဆိုလို့ရှိရင်မူကိုနေမူတဲ့ကူရာဆိုင်ဆိုရင်ဟိုဘက်ကိုလှည့်ပါဆိုတဲ့အထိပ္ပယ်နဲ့ပြောတာပေါ့နော်ဟိုဘက်ကိုမျက်နှာမူပါဆိုတဲ့အထိပ္ပယ်နဲ့ပြောတာဒီမှာမူကိုကကျတော့ဟိုဘက်ချမ်းပေါ့နော်ဟိုဘက်ပန်းချံကိုပြောချင်တာကိုသွားမဲ့နေရာရဲ့တစ်ဖက်ကိုသွားမဲ့နေရာပေါ့နော်အဲ့တော့ဒီကနေဆိုလို့ချင်းဟိုသွားမယ်ဆိုရင်ဟိုဘက်ကိုပြောချင်တာပေါ့နော်မူကိုဆိုတော့သူ့ရဲ့အတုံးလုံးလေးနော်မူကိုရဲ့အတုံးလုံးလေးဟိုဘက်ဆိုလဲအဓိပ္ပာယ်ရဟိုဘက်ပေါ့နော်မြန်မာစကားမှာလည်းလို့ပါပဲနော်ဟိုဘက်ကိုရောက်ရင်ဆိုတဲ့အဓိပ္ပာယ်ဟိုဘက်ကိုမျက်နှာမူပါနော်ဆိုတော့အဲ့ဒီအဓိပ္ပာယ်ပါပဲအဲ့တော့ကီမရှော့နဲ့လမ်းလျှောက်ကြရအောင်တဲ့ဆိုဟုတ်ပါဦးနေကိုင်းနဲ့တောင်းဆိုပါတယ်တဲ့ちょっと待ってခဏဆောင်တဲ့စကားဖူကိုဒုက္ကိုနီအိုအီတာကဝါကားရန်ဒီဝါကားရန်ဆိုတာကျွန်တော်ဘန်းစကားတွေပေါ့နော်ဟိုဂန်လို့ပဲခေါ်မှာတော့ဟိုဂန်ဆိုတာကျွန်တော်ဗာလဲဆိုဟိုဂန်ပေါ့နော်ဟိုဂန်ဆိုတာဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒေသရိယစကားပေါ့နော်ဥပမာဆိုရင်ရှက်မိနဲ့ရောက်ရင်ရှက်မိနဲ့လေတံဖြစ်သွားတယ်အဲ့လိုပုံစံမျိုးပဲဒီမှာလဲသူတို့အဲ့လိုမျိုးကားရန်အီကန်တို့အကန်တို့ဒါမျိုးတွေသုံးကြတယ်ပေါ့နော်ဆိုတော့ဒီမှာသူကဘာပြောလဲဆိုတော့စကားဖူကိုတဲ့နော်လေဘင်းမှာခြုံတဲ့ပတ်ဝါလေးအဲ့ဒါကိုဒုက္ကိုနီအိုအီတာကဝါကားရန်မမထားလိုက်မိတယ်မသိဘူးတဲ့ဆိုအဲ့တော့ဝင်နေဆိုတဲ့စကားဟုတ်လားတဲ့外に少し寒いだから外は少し寒いだからအပြင်မှာအေးတာမလို့တဲ့スカーフも忘れてはいけないだよねတဲ့いけないですねတဲ့ဒီ level မှာခြုံတဲ့ပေါ်ဝါလေးလည်းမေ့ကြံကြလို့မဖြစ်ဘူးနော်တဲ့ဆို
ကျွန်တော်တို့ကဒီမှာရှာပေးမလို့လုပ်တယ်ပေါ့နော်ဒါမှမဟုတ်လေဝါတာရှင်ကိုဆန်ကရှိမတ်နဲ့ဆိုတော့ဟာမျိုးတော့ထည့်ပြောခြင်းပြီးတော့ပေါ့နော်ဒီမှာတော့မပြောထားဘူးအဲ့တော့ဘဘကဘာပြောလဲဆိုတော့အတ္တအတ္တယောခတာနော်တွေ့ပြီတဲ့တော်သေးတာပေါ့နော်ဒီမှာယောခတာတော့တော်သေးတာပေါ့ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောမှာပေါ့နော်မစ္စကတဲ့ယောခတာတဲ့စနဲ့တဲ့နော်မစ္စကတာဆိုတာရှာတွေ့တာပေါ့နော်မစ္စခဲတူကရှာဖွေတာမစ္စကတာနော်ရှာတွေ့တာပြောချင်တာအဲ့တော့မစ္စကတဲ့ယောခတာတဲ့စနဲ့တဲ့နော်ရှာတွေ့ရမလို့တော်သေးရပေါ့တဲ့では車椅子を準備して持ってきますအဲ့တော့車椅子ကိုလို့ဆိုလို့ရှိရင်တဲ့車椅子ကိုပြင်ဆင်ပြီးတော့ယူလာပါမယ်တဲ့ဆိုအဲ့တော့車椅子ကိုပြင်မယ်ဆိုဘာတွေပြင်ပါလဲเนาะစစ်ဆေးတာပေါ့เนาะဥပမာဆိုလို့ရှိရင် brake တိုင်းယာတွေမှာလေးရှိမရှိနောက်တစ်ခါ brake ကောင်းမကောင်းဒါမျိုးလေးတွေတချို့အန်ကုန်တွေကြတော့အကြိုက်ထန်လို့ရှိရင်ဖင်ထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဘွန်ဆန်မတ်တို့လို့ခေါ်တဲ့ဘွန်ဆန်ကူရှင်လို့ပါတော့အဲ့လိုမျိုးခေါ်တဲ့ဟာလေးပေါ့เนาะဖင်တိုင်းအပြားလေးပေါ့ဖော်တုံးလေးပေါ့เนาะဆိုတော့ဥပမာပြမယ်ဆိုတော့ဒါမျိုးလေးပေါ့เนาะဆိုတော့အဲ့ဒါမျိုးလေးတွေကိုကျွန်တော်တို့ကတခါလေးခံသွားပြီပေါ့နော်အဲ့ဆိုရင်ဂျာကြီးထိုင်လည်းပြင်မနာတော့ဘူးဆိုတော့အဲ့လိုမျိုးလေးတွေသူ့တင်ကနေဝင်တွေးပြီးတော့ပြင်ဆင်သွားပြီပေါ့နော်ဆိုပြီးလို့ရှိရင်ဒူးပေါ်ခြုံတဲ့ဟီဇာခါခဲတို့ပါတော့ဒါမျိုးလေးတွေလည်းနေသွားပြီပေါ့နော်ဆိုတော့ဒီမှာသွားလာတဲ့အခါမှာတဲ့သတိထားမယ့်ချက်တွေပေါ့နော်အဲ့ဘာလို့လဲဆိုတော့အတန်ပေးဖို့ဒီလိုကြီးကြော်လုပ်တဲ့အခါမှာကွဲခါခဲပေါ့နော်ဟိုလိုလုပ်ပါဒီလိုလုပ်ပါလို့သူ့နော်အဲ့ဒါမျိုးလေးပေးဖို့လိုအပ်တယ်ပြီးလို့ရှိရင် risk management တို့ပေါ့နော်ဆိုအန်ဒီရရှိနိုင်တဲ့ဟာတွေဘာရှိမလဲဆိုတော့ widget တွန်းတဲ့အခါဘိုးဘရဲ့လက်ချတော့အောက်ကျနေတာမျိုးအောက်မကျအောင်သတိထားတာမျိုးเนาะဘိုးဘကိုဖက်နဲ့တခြားစီးခိုင်းတာမျိုးမကျမ်းမြင့်နေပါတွေပေါ့နော်ဂျိုင်းနေရှိမရှိဒါမျိုးလေးပေါ့နော်ပြီးတော့ break ခုနကဆိုရက်မယ်ဆိုရင် break ခတ်တာပေါ့ဒါမျိုးလေးပေါ့နော်အန်ဒီရဖြစ်နိုင်တဲ့စီမံခန့်အန်ဒီရဘလို့နေရာမှာအန်ဒီရဖြစ်နိုင်တယ်ဘာတွေအန်ဒီရရှိနိုင်တယ်အဲ့ဒါတွေကိုကြိုတွေးထားဖို့ကြိုပြင်ဆင်ထားဖို့လိုအပ်မယ်ပေါ့နော်ပြီးလို့ရှိရင် body mechanic body mechanic ဆိုတာဗာလဲဆိုရှင်အမှရွှေပြောင်းတဲ့အခါမှာကိုတယောက်တည်းအားကိုသုံးရလို့ရှင်ခါနာတယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲသူ့ကိုလည်းသူလုံးနိုင်တာလေးဥမာမတက်ရက်ခိုင်းတာတော့ပေါ့ဆက်သဖြင့်ပါတော့သူလုံးနိုင်တာလေးတွေလောက်ခိုင်းပြီးတော့သူနဲ့ကိုအပေးယူမျှမျှတယ်ပေါ့နော်အဲ့လိုရွှေပြောင်းနိုင်လုံးမယ်ဆိုရင်ကိုလည်းခါနာတက်တာတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းသိထားဖို့လိုအပ်ပါတယ်နော်ပြင်ထွက်တဲ့အခါမှာလမ်းစီးကနေချက်ပြတင်ခဲ့တာနားလည်ဖို့လိုရဲဒါမှအန်ဒီကင်းပါပေါ့နော်ဆိုတော့ဒါလေးတွေသတိထားဖို့လိုအပ်ပါတယ်ဆိုတော့ဒီ wheelchair ဒါကတော့ wheelchair နဲ့သွားတဲ့ဟာပြင်သွားရင်ဘယ်လိုအတန်ပေးမလဲဆိုတာမျိုးလေးတွေပေါ့နော်ဟိုမှာသတိထားမယ့်ချက်လေးတွေကိုကျွန်တော်ပြောပြသွားတယ်ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်တို့လမ်းလျှောက်တဲ့အခါမှာပေါ့နော်ဆိုတော့ဘယ်လိုပွဲခါခဲလုပ်မလဲပေါ့နော်ဒါမျိုးလေးတွေကြည့်အောင်ဆက်ကြည့်အောင်သင်ခန်းစာအခုပုံမှာပေါ့နော်ဘိုးဘွားကိုကျွန်တော်လမ်းလျှောက်ဖို့ခေါ်မယ်ပေါ့နော်လမ်းအတူတူလမ်းလျှောက်ဖို့ခေါ်မယ်ဆိုတော့ဘယ်လိုခေါ်မလဲကြည့်အောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဝန်ထမ်းနာမည်ဘိုးဘွားနာမည်ခေါ်လိုက်ပေါ့နော်ဝန်ထမ်းတနခါဆန်ဖြစ်ပေါ့နော်ရှကုဒိုနီခီမရှောတဲ့အဲ့တော့ထမင်းစားဆောင်သွားအောင်တဲ့ဆိုကျွန်တော်တို့အဲ့လိုမျိုးပြင်သွားဖို့ခေါ်တာဖြစ်ပေါ့နော်ဘိုးဘွားတို့တစ်ခုလုပ်ဖို့ပြောလို့ရှိရင်ဘယ်ကိုသွားမယ်ဘာနဲ့သွားမယ်ဘာကြောင့်သွားတယ်ဆိုတဲ့ရွယ်ချက်တွေပေါ့နော်မကုတခိဘာကြောင့်လဲဆိုရွယ်ချက်ပေါ့နော်အီခီစာခိသွားမယ်နေရာဒီယူပေါ့နော်ဒါမှမဟုတ် root တို့ပေါ့ဘာနဲ့သွားမလဲဘာကြောင့်သွားလဲစတဲ့အကြောင်းပြချက်တွေပေါ့နော်ရွယ်ချက်တွေပြောပြဖို့လိုအပ်ပါတယ်ပြီးတော့မှဒီဘိုးဘွားရဲ့နော်ကျွန်တော်တို့ဒိုးကြီးပေါ့နော်သူရဲ့သဘောတူညီချက်ကိုဒိုးကြီးကိုဆိုတာသဘောတူညီချက်ကိုရယူတယ်ပေါ့နော်သဘောတူညီချက်ရပြီးတော့မှသွားမယ်မသွားဘူးသွားခြင်းတယ်ဆိုတော့မှကျွန်တော်တို့လုပ်ပေးတယ်ဆိုတာမျိုးပေါ့နော်အမှန်တကယ်အဲ့လိုဖြစ်တင်တာဒါပေမဲ့လေနော်ခေတော်တော်များများဝန်ထမ်းဆန္ဒပဲဟာသွားမယ်မသွားလို့မရဘူးပြင်ကြပြီအဲ့လိုမျိုးပေါ့ဆိုတော့မင်းသားဆန်တို့အလှည့်ကြရင်တော့နော်တွန်းနိုင်တော့ဘိုးဘွားဦးစားပေးပြီပါဒါပေမဲ့လေရောမရရင်ရောမလို့ကျင့်ရတာဆိုတော့ဒီလိုပဲနော်ဖြစ်သွားမှာပဲတော့ထားပါတော့နော်အဲ့တော့ဘိုးဘွားကဘာပြောလို့ဆိုတော့ hi eco ကနေတဲ့သွားကြမယ်တဲ့ online ရှိမှတောင်းဆိုပါတယ်ကုညီပေးပါအောင်ပေါ့နော်ဒါမျိုးလေးသူပြောမှာပေါ့အဲ့တော့ hi စေဒိုးဆိုတဲ့နော်ဒီခါတော့စေနဲ့သွားမယ်ပေါ့နော်လက်ကင်တိုးလေးကိုပေးလိုက်တယ်အာဒီကတိုးတဲ့အဲ့တော့အဲ့ချိန်မှာဆိုရင်မတက်ထရတဲ့အချိန်မှာဆိုရင်ကျွန်တော်ဘယ်လိုပြောတင်လဲဆိုတော့ဒါချီယန်ကဒီဒန်ဂျောဝတ်တစနဲ့မတက်ထရလို့အဆင်ပြေတယ်နော်တဲ့ကိုရှိပါအီတာကူနိုင်ဒက်စကာတဲ့ဒါမှမဟုတ်လေဟိဇာပါအီတာကူနိုင်ဒက်စကာပေါ့နော်ဒူးတွေပါရင်ဒါသူကဒူးနာတဲ့ဆိုလို့ဒူးနာတတ်တဲ့သူဆိုလို့ရှိရင်ဒူးမနာဘူးလားဆိုပြီးမေးတာမျိုးခါနာတတ်တဲ့သူဆိုရင်ခါမနာဘူးလားဆိုမေးတာမျိုးပေါ့နော်ဒါမျိုးလေးမေးတာသူ့ကို view set ရပြတယ်ပေါ့နော်ဆိုတော့သူဘိုးဘလည်းခံစားမိပါတယ်ဆိုတော့ဒီမှာတော့ဗာပြန်ပြောလဲဆိုတော့ squash အတိုင်းですねတဲ့သူနာတယ်ပေါ့နော်နည်းနည်းလေးတော့နာတယ်နိုင်လဲနာတယ်ပြောမှာပေါ့နော်မနိုင်လဲမနာဘူးပြောမှာပေါ့မနာဘူးဆိုရင်တော့ဘာမှမပြောဘူးပေါ့နော်ဘာမှပြန်ပြောကြမလို့သူကနာတယ်ဆိုတော့ so des ကဟုတ်လားတဲ့တဲပါဒီလိုဆိုလို့ရှိရင်ခန်းကောရှိနေရွတ်တဲ့ခန်းကောရှိကြံအကြောင်းကြားပြီးတော့ပေါ့နော်ရှစ်ဖို့ဟာရီမာရှော်နဲ့ဒီဥစ္စာပေါ့နော်ဗာလဲစိတ်ကခွာကိုကတ်ကြရအောင်တဲ့ကျွန်တော်ဒါလေးကိုရွတ်တယ်လို့ဖတ်သွားတယ်နော်စကားပြောမှကြာကျွန်တော်တို့
ဒီ EU ပြောတယ်ဆိုတဲ့အတန်ထွက်လေးကကျွန်တော်တို့တဲဖောင်ပြောလို့ရှိရင်ရွတ်တယ်လို့အတန်ထွက်ကြတယ်နော်ဘာဖြစ်လို့လဲဆိုတော့ eco ဆိုတဲ့သွားတယ်ဆိုတဲ့စကားလုံးလေးကလည်းတဲဖောင်ပြောလို့ရှိရင် it တယ်ဆိုပြီးတော့အတန်ထွက်ကသွားထွက်နေ it တယ် it တယ်နှစ်ခုသွားထွက်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီပြောတယ်ဆိုတဲ့စကားလုံးကြီးရွတ်တယ်ဆိုပြီးတော့အတန်လေးတန်လေးပြောင်းပြောတယ်ပေါ့နော်ဒါလေးတစ်ခုသတိထားအဲ့တော့ ship ဘူးဆိုတာဈေးကတ်ခွာပေါ့နော်အဲ့ဒါကိုကတ်တယ်ဆိုရင်ဟာရုနဲ့ပြောတယ်ပေါ့နော်ဈေးကတ်ခွာကိုကတ်ကြရအောင်တဲ့ဆို今行きましょうかねအခုသွားကြရအခုကတော့ရှော့ကုတို့နေ行きましょうပေါ့နော်ဒီမှာရှော့ကုတို့ထဲအခုကတော့ရှော့ထမင်းသားဆောင်သွားကြရအောင်တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုပြောချင်တာမီနာဆန်တို့ကဈေးကတ်ခွင့်ရှိတယ် language လေးပေးခွင့်ရှိတယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဈေးကတ်မလားဘာညာဖိုးဖွားမေးပြီးတော့ကတ်ပေးလိုက်ပေါ့နော်ပြီးတော့မှသူနာတခြားဝန်ထမ်းကိုပေါ့နော်ဒါမှမဟုတ်ခေါင်းဆောင်ရေးတနာခဆန်ကတော့ခါနာတယ်ပြောလို့စိတ်ကတ်မလားလို့မေးလိုက်တဲ့အခါကတ်မယ်ကတ်ရှင်တယ်ပြောလို့ကတ်ပေးလိုက်တယ်ဒါမျိုးလေးပြန်ပြောလိုက်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကစိတ်ကတ်ပိုင်ခွင့်နေပါတယ်မရှိဘူးစေးဝါးတွေပါတယ်လိမ့်ပေးခွင့်မရှိဘူးဆိုလို့ရှိရင်ဒါဒီခုစားရတဲ့အတိုင်းပဲသူနာပြုကိုအကြောင်းကြားပြီးတော့နော်သူနာပြုကိုပဲလောက်ခံရမှာပေါ့နော်ဒါမှမဟုတ်လည်းခေါင်းဆောင်ကိုပဲလောက်ခံရမှာပေါ့ဆိုတော့ဒါလေးတော့သတိထားပြီနော်အဲ့တော့ဖဖ hide私が右だもん左側から支えますのでゆっくり歩きましょうကျွန်တော်ဒါဘယ်ဘက်ဒါမှညာဘက်ဒါမှဘယ်ဘက်ကနေပြီးတော့ထိန်支えလို့ဆိုထိန်ပြီးတာပေါ့နော်ကူညီပေးတာထိန်ပေးမှာမလို့တဲ့ဖြည်းဖြည်းချင်းနဲ့ရှာအောင်တဲ့ဆိုတော့ဒီခနာကိုတစ်ချက်မကောင်းတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်လမ်းလျှောက်လို့ရှိရင်မကောင်းတဲ့ဘက်ချက်နဲ့ကျွန်တော်တို့ကကူညီပေးရတယ်နော်ကူညီထိန်ပေးရတယ်သူတို့မတက်ရတဲ့အခါမှာဆိုရင်လည်းပဲဒီမကောင်းတဲ့ဘက်ချက်ဒူးကိုပေါ့နော်လက်ကလေးနဲ့ထိန်ပေးပြီးတော့ကူညီပေးရမယ်ပေါ့နော်ဆိုတော့ဒါလေးတွေကတော့ခြေခံချက်လေးတွေနောက်တစ်ခုကလေကားတက်စင်းနေဆိုရင်ကောင်းတဲ့ဘက်ကတက်ရမယ်မကောင်းတဲ့ဘက်ကဆင်းရမယ်ဒါမျိုးလေးတွေပေါ့နော်နောက်တစ်ခုကကျတော့ဝီချက်တွန်းတဲ့အခါမှာဆိုရင်လည်းဒီဂုံးတက်ဆိုလို့ရှိရင်အတဲ့တိုင်းတွန်းရပြီးတော့ဂုံးစင်းဆိုရင်နောက်ပြန်တွန်းရတယ်ပေါ့နော်နောက်ပြန်ဆင်းရတယ်ပေါ့ဒါလေးလည်းသိထားဖို့လိုအပ်တယ်နော်ခြေခံဒီစနစ်လေးသိထားဖို့လိုအပ်ပါတယ်အဲ့တော့ဘဝဘာဖြစ်လဲဆိုတော့အနေငယ်ရှိမှကူညီပေးပါဦးတဲ့နော်ဆိုတော့ပြီးရင်ဒုက္ခနဲ့လက်လျှောက်တဲ့အခါမှာဆိုလည်းဒုက္ခမကောင်းတဲ့ဘက်ကောင်းတဲ့ဘက်ပေါ့နော်ဆိုတော့ဒါလေးတွေလည်းသိထားဖို့လိုအပ်တယ်နော်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်ဆိုတော့မင်းသားဆန်တို့ဘူးသူတွေအများကြီးရမယ်လို့ထင်တယ်နော်အဲ့တော့ခရုမိုင်းစုကိုထိုင်တဲ့အခါမှာဘယ်လိုထိုင်ပါလို့နော်တင်ပါကိုနောက်ရွှေ့ထိုင်ပါလို့ကြောမှီပါပါညာဒါတွေကတော့ကျွန်တော်စောက်ထဲမှာဖော်ပြထားတယ်ပေါ့နော်စောက်ထဲမှာတော့အများကြီးဖော်ပြထားတယ်ပေါ့ကြော်ညာလေးတစ်ဖြတ်ဝင်လိုက်တာပေါ့နော်ကျွန်တော်ရဲ့စကားပြောစာအုပ်လေးလည်းအားပေးကြပါအောင်ဗျာဒီနေ့တော့ဒီလောက်ပါပဲဗျာနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့